4 6 လ 2026 ညပိုင်းရဲ့အခြေအနေပါ4 6 လ 2026ညပိုင်းရဲ့အခြေအနေပါ4 6 လ 2026ညပိုင်းရဲ့အခြေအနေပါခုနလပိုင်း 2025 17 လပိုင်း 2025တွင်တွင်အပြင်ကိုလုပ်ပြီးသည့်တက္ကလထမှန်ဖြစ်နေသောအခြေအနေပါ